ဘုရင်ကြီးကမြို့တိုင်းကလှည့်လည်ပြီးတော့ကြီးတဲ့အခါမှာသူ့ရဲ့မိဖုရားဥရုမ္ပရဒေဝီဆိုတာနောက်ဆုံးဘုရင်ကြီးနဲ့လက်ထပ်ထားတဲ့မိဖုရားအသစ်ဆက်ဆက်ပေါ့နော်တိုင်းပြည်လှည့်တဲ့အခါမှာဆင်စည်းပြီးတော့တူတူလှည့်တယ်လမ်းရောက်တဲ့အခါမှာတိုင်းသူပြည်သားတွေကဘုရင်ကြီးသွားတဲ့လမ်းကိုတန်ရှင်းလုပ်ကြတယ်လူတွေဟာမြေတွေညီအောင်လုပ်ကြရတယ်အဲ့လိုလုပ်တဲ့ထဲမှာမိဖုရားကစင်မောကနေပြီးတော့ကြည်ရင်ကနေပြီးလူတယောက်ပေါက်တူးပေါက်နေတာကိုကြည့်ပြီးတော့အဲ့ဒီဥရုမ္ပရဒေဝီမိဖုရားကပြုံးပြလိုက်တယ်ပြုံးပြလိုက်တော့ဘုရင်ကြီးကအထင်လွဲသွားတယ်အထင်လွဲသွားတဲ့အခါကျတော့မိဖုရားကအမှန်တိုင်းဖြေရှင်းတာသူဟာတဲ့သူ့အဖေကပေးစားလိုက်တဲ့သူ့ရဲ့ယောက်ျားပဲတဲ့အရင်တော့အဲ့တော့ဘယ်လိုပေးစားလိုက်တာတော့ဆိုအဲ့ဒီမိဋ္ဌိလပြည်ကပိန်ခုတ်တရဆိုတဲ့လူငယ်တယောက်ဟာတက္ကသိုလ်ပြည်ကိုသွားပြီးပညာသင်တယ်ပညာသင်တော့သူကစာကြိုးစားတယ်စာကြိုးစားတော့ဆရာကြီးရဲ့လက်ထောက်ဖြစ်ပြီးတော့ကျောင်းဆင်းတဲ့အခါမှာဆရာကြီးမေးသမျှကိုဖြေရှင်းပြီးတော့သင်တန်းပြည့်စုံတဲ့အခါမှာသူမိဋ္ဌိလပြည်ကိုပြန်လာမိဋ္ဌိလမြို့ကိုပြန်လာမယ်ပြန်လာတဲ့အခါမှာအဲ့ဒီခေတ်ကတက္ကသိုလ်ဆရာကြီးတွေရဲ့ထုံတန်းစင်လာတစ်ခုရှိတယ်အရွယ်ရောက်တဲ့သမီးပြူတွေပါလေရှိရင်ကျောင်းသားကြီးနဲ့ပေးစားလေးရှိတယ်အဲ့တော့ပိန်ကုတ်တရဆိုတဲ့လူကပထမဆုံးဆရာကြီးရဲ့လက်ထောက်အနေနဲ့ကျောင်းသားကြီးခေါင်းဆောင်အနေနဲ့သူ့ကိုသူ့သမီးနဲ့ပေးစားလိုက်တယ်သူတို့ထုံတန်းစင်လာရပေးစားလိုက်တော့ပိန်ကုတ်တရကသဘောမကျဘူးသဘောမကျပေမဲ့ဆရာကြီးရဲ့အစီမံဆိုတော့သူလက်ခံတာလက်ခံပေမဲ့လို့ဆရာကြီးရဲ့သမီးကိုသူကလုံးဝမနှစ်သက်ဘူးဘာကြောင့်မနှစ်သက်တာတော့ဆိုပိန်ကုတ်တရဆိုတဲ့လူကဘုံကံမရှိဘူးသူကဟိုဆရာကြီးရဲ့သမီးကရုပ်ကလည်းမတမချောတယ်ဒါပေမဲ့ဘုံကံမတမကြီးမားတယ်သူကအဲ့တော့ဘုံကံမရှိတဲ့လူကဘုံကံကြီးမားတဲ့အမျိုးသမီးကိုမထိုက်တန်ဘူးဒါလည်းရှိတယ်နော်အဲ့ဒါလို့အဲ့ဒီဆရာကြီးသူ့သမီးနဲ့ပေးစားပြီးတဲ့နောက်မှာဆရာကြီးထံမှာတစ်ပတ်လောက်သူတို့တူတူနေကြတယ်နေတဲ့အခါမှာအိပ်ပြီးဆိုလို့ရှိရင်သူ့ရဲ့ဆရာကြီးသမီးကသူနဲ့အတူလာအိပ်ရင်သူကအောက်ဆင်းအိပ်တယ်ဆရာကြီးသမီးကသူအောက်ဆင်းအိပ်တယ်သူကခရီးမော်တက်အိပ်ပြန်အတူအိပ်ကိုမခံနိုင်တာအဲ့လိုနဲ့တပတ်ကြာနေထိုင်ကြပြီးတော့ပြန်လာကြတယ်လမ်းပြန်တော့လေစကားတခွန်းမှမပြောဘူးတဲ့သူ့ဖို့မှာဒီဆရာကြီးသမီးပါလာတာကိုနေရထိုင်ရခက်တယ်နေရထိုင်ခက်